အခုຫນွေဦးရာသီချင်းထပ်ပေါင်းလှဖွဲရှေးဟောင်းကန်နဝင်ကြပြားလေးတစ်ပုဒ်ကိုဝေမျှခန်းစားကြည့်ရအောင်ပါ1888ခုနှစ်ခန့်ဘိုးတော်ဗျာလက်ထက်ကစစ်တောင်းမြို့ဝန်ဤသမီးအခွန်ဝန်ကတော်ဖြစ်တဲ့မဲခွေရက်အေချင်းဖြစ်ပါ၏မျက်ရည်ကိုရွှေတပတ်ကေနဲ့တုတ်ရက်ပြီးဘူးကတိုင်းငယ်မှညိုညိုလေးကျဲရေဝဒီနဲ့တိကီမှာနာယီ9ရက်3ညပါတာနှင့်ရဟတ်ကဲဆက်ချင်းချမ်းရေးပြင်းသည့်တောင်မြင့်မူငယ်နှင့်လီရွှေလိုရစ်စင်တဲပုံပြီးပြီးတာမျိုးညီအောင်ဇေဒီရတနာလှဲလင်ချားကိုမြေစာမြင့်လို့ကျူးရင်မနက်စီကျက်ဆောင်အလန်းစီနင်းဖျန်းနှင့်မိုးပန်းဆွချွေမှိုင်းဝေဝေလို့နေမတီးသည်မျက်ရည်ကိုရွှေတပတ်ကဲနှင့်တုတ်ရက်ပြီးဘူးတောတောင်တလီမြည်တရီနှင့်ကတိပါပေါင်းရွက်တစ်ကေလောင်ရွက်ဟောင်းပြန်လို့ပင်ရံမဝေဝေအင်ဂျင်သရဖီပန်းစုံစီနှင့်တိကီငောင်သွေးကြိုင်ကြိုင်ငယ်မှွေလို့ငှက်ကြီးရဲ့ချီသည်တောင်လေးပြေမွန်တိုင်နှင့်ရေလိုင်းတန်တို့ပြည်မီထလာချိန်တာရနှင့်တငါပြောကြဆိုဒီလာကိုမရရင်ငွေ့တကူလေးတို့မွေ့မွေ့သိမ့်သိမ့်ကြီးနူးရန်ချင်းလိမယ်မိန်ရသည်လတပေါင်းတဲ့တထောင်းလုံးစိတ်ငယ်အောင်ပင်လေကိုမှားမှုံရီမိုင်းငိမ်မြို့တိုင်းသာညူ